လူတွေမသိပဲတိတ်တိတ်လေးရောင်းနေတဲ့ project တစ်ခုကိုလိုက်ပြမယ် location အနေနဲ့ကမြေနေရာလို့မရှိသလောက်ရှားနေပြီဖြစ်တဲ့ area BTS from home နဲ့ဆိုလို့ရှိရင်3မိနစ်လမ်းလျှောက်အကွာအဝေးမှာပဲရှိပါတယ် Okay ဒီနေ့ပြောပြပေးမယ့် project က fancy ဆန်ဆန် marketing သက်သက် function ပါတာမျိုးတွေမဟုတ်ဘဲနဲ့တကယ်ကိုယ်တိုင်နေဖို့အတွက်ကော investment လုပ်ဖို့အတွက်ပါအဆင်ပြေတဲ့ location မှာတည်ရှိတယ်ဈေးနှုန်းအရလည်းအထိုက်တန်ဆုံးရနိုင်တဲ့ project တစ်ခုပဲဖြစ်ပါတယ် from home ဆိုတဲ့ area မှာကြတော့ထိုင်းနိုင်ငံရဲ့ချမ်းသာတဲ့လူကုန်ထမ်းတွေပြည်မင်းသားမင်းသမီးတွေပြီးလို့ရှိရင်နိုင်ငံသားတွေဆိုလို့ရှိရင်လည်းလစာဝင်ငွေကောင်းတဲ့ experts တွေအများစုနေထိုင်ကြတယ်ပြီးတော့ shopping mall ဆိုလို့ရှိရင်လည်း luxury shopping mall တွေများတဲ့ location ဖြစ်တယ်ပေါ့နော် one bedroom အခန်းတွေဆိုလို့ရှိရင်30 square meter ကနေ39 square meter အထိရှိတယ်ဈေးနှုန်းအရဆိုလို့ရှိရင်တော့ 7.5 million ဝန်းကျင်ကနေပြီးတော့စပါတယ်ဒီ location ကအငှားဝင်ငွေကောင်းတဲ့အပြင်မြေဈေးလည်းတက်လေရှိတဲ့အတွက်ကြောင့်မို့လို့ investor တွေစဉ်းစားသင့်တဲ့ project ကောင်းတွေရတစ်ခုပါ2 bedroom အခန်းကျယ်တွေဆိုလို့ရှိရင်တော့61 square meter ကနေ72 square meter အကျယ်အထိရှိတယ်ဈေးနှုန်းအရကတော့50 million baht လောက်ကစပါတယ်ဈေးနှုန်းအရဆိုလို့ရှိရင်လည်း1 square meter ကို2သိန်းခွဲဝန်းကျင်ပဲရှိနေသေးတာဆိုတော့ဒီပတ်ဝန်းကျင်က project တွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်အသက်သာဆုံး project လို့ပြောလို့ရပါတယ်တခြား project တွေနဲ့မတူတာကအခန်းများရင်ပြီးတော့ဆိုပြီးတော့လုပ်ထားတာမျိုးမဟုတ်ဘဲနဲ့တကယ် functional ဖြစ်တဲ့ပုံစံတွေနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်အခန်းအမျိုးအစားတွေအနေနဲ့ဆိုလို့ရှိရင်လည်း1 bedroom 2 bedroom 3 bedroom တော့မက4 bedroom နဲ့ penthouse အခန်းတွေပါရှိပါတယ်3 bedroom အခန်းဆိုလို့ရှိရင်99 square meter ကျယ်ဝန်းနဲ့ဈေးနှုန်းအရ24 million baht လောက်ကနေပြီးတော့စပါတယ်4 bedroom ဆိုလို့ရှိရင်လည်း131 square meter ရှိရယ် penthouse အခန်းတွေဆိုလို့ရှိရင်တော့376 square meter ကနေပြီးတော့521 square meter အကျယ်လောက်အထိရှိပါတယ်ဒီ project က2030မှာပြီးမဲ့ project ဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလက်ရှိမှာ 30% ပေးထားပြီးတော့ invest လုပ်ထားလိုက်တယ်ဆိုလို့ရှိရင် project ပြီးတဲ့အချိန် amount တစ်ခုအမြတ်ရနိုင်တဲ့ project ကောင်းတစ်ခုပါအကောင်းဆုံးဆိုတဲ့အရာတွေကိုပဲမျှဝေပေးခြင်းခဲ့တာပါ Home Thailand Estates